多觉哈，公阿基的，里面偏辣的，所以到底阿龙高呢，巴那的，都也的乌九，第个人呢阿皮，都搞怪的人呢阿皮都他的，欧苏派来的那人那样嘛，刚上说了都他的。刚上木的那看大把的，杨都拉比了杨木的，带开的看嘛，都欧苏派比刚上也是搞拿汤米了，都交情我都干的，杨都我变了，带开比了，前门都烂把的，公大的话也不认批的，前对家对上嘛，欧苏派比了，前门带开都烂把的，也不认没讲，面过来都。တိုက်ခိုက်နိုင်စွမ်းရှိတယ်ဒါကိုကျွန်တော်တို့စံနမူနာထားပြီးတော့ကျွန်တော်တို့ကျွဲကောင်းကိုကျွန်တော်တို့စာပေနဲ့ယဉ်ကျေးမှုတင်ကြရအဖြစ်ကျွန်တော်တို့တတ်မှတ်ပဲပြီးတော့နောက်တစ်ချက်ကတော့ကျွဲကြိုဟာကျွန်တော်တို့လူမျိုးရဲ့ရိုက်ရွာနေရာမှာကင်းဆောက်တဲ့နေရာမှာဟိုအပင်မြစ်ပေါ်မှာအဲ့ဒီကင်းဆောက်နေတဲ့နေရာမှာရန်သူများခြိတက်လာမယ်ဆိုရင်တော့ကျွန်တော်အမြင့်ဆုံးတဲ့နေရာမှာကျွန်တော်တွေ့မယ်ဆိုရင်ကျွဲကြိုဖြစ်ကျွန်တော်တို့ကဟိုစာဖို့ရွာသူရွာသားများကိုကျွန်တော်တို့တတ်လှမ်းလက်ရှိပါတယ်ပြီးတော့ရန်သူမဟုတ်ပဲတောတတ္တဝါဖြစ်တဲ့ကြားဝက်ဝင်များရွာကိုဝင်လာတဲ့အခါမှာလေဒီကျွဲကြိုကိုကျွန်တော်တို့မဟုတ်လိုက်ခြင်းအဖြစ်အဲ့ဒီကြားဝက်ဝင်စပြီးတော့အိမ်မွေးတရိษံများကိုအန္တရာယ်ပေးမဲ့အကောင်တွေကတော့ထက်ပြေးတယ်ဆိုတာကိုကျွန်တော်တို့အနွယ်တက်တရထောက်ထားနဲ့ကျွန်တော်ခိုင်လုံတွေ့ရှိရတဲ့အကြောင်းသုံးတစ်ချက်ကတော့ဟိုးရခင်ရှေးတုန်းကကျွန်တော်တို့ဝစာပေတီးတန်းရှိခဲ့ပါတယ်ကျွန်တော်တို့ဝစာပေကိုကျွန်တော်တို့ဝစာပေပညာရှင်တွေကပညာရှင်တွေတမိုင်းပညာရှင်တွေဟာကျွန်တော်တို့ကအုပ်စုဖွဲပြီးတော့မိဘုံဝိုင်းနာမှာနေပြီးတော့ကျွန်တော်တို့ကျွဲကိုအထုမြစ်ထားတဲ့တော့အထုမြစ်ထားတဲ့တော့ကျွဲရဲ့တရေကိုယူပြီးတော့ကျွန်တော်တို့ကရေးတာပေါ့နော်အဲ့ဒီပေါ်အကျွဲဒီပေါ်မှာရေးပြီးတော့ကျွန်တော်ကြက်ခိုးပေါ်မှာတင်လိုက်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့စစ်မဲ့ဖြစ်ပွားတဲ့အချိန်မှာကျွန်တော်ငတ်မှုခေါင်းပါတဲ့အချိန်မှာတော့ရန်သူခုခံရင်ကျွန်တော်တို့စာပေကမီးတင်ထားတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ချင်းကျွန်တော်တို့ယူပြီးတော့ဖုတ်စားกินစားမိရင်နဲ့ကျွန်တော်တို့စာပေကပျောက်သွားခဲ့တယ်ဆိုတော့ကျွန်တော်တို့မှာတမိုင်းရှိခဲ့ပါတယ်တမိုင်းအတိအကျရှိခဲ့ပါတယ်ဒါကြောင့်လို့ဒီနေ့ကျွန်တော်ဖော်ပြတဲ့ကျွန်တော်တို့ဒီကျွဲကောင်းကိုကျွန်တော်တို့တင်ဂီတာအနေနဲ့ကျွန်တော်အထုမြတ်ထားတဲ့အနေနဲ့ဘာကြောင့်ဖြစ်ရတဲ့အကြောင်းကိုကျွန်တော်ခုနဖော်ပြသွားခြင်းဖြစ်ပါတယ်ဝဒေတာမှာဖြစ်ကျွန်တော်ဟိုစာတရုတ်ပြည်မှာရှေ့တဲ့ဝဖြစ်အိမ်ခေါင်ဘိုးပေါ်မှာကျွဲကြိုတွေ့လာတဲ့နဲ့ဝအိမ်ဆိုတာကိုအပေါ်လွင်ပြီးသားဆိုတာအကြောင်းကျွန်တော်အနေနဲ့ဒီကျွဲကောင်းရဲ့ကျွန်တော်အထုအမြတ်ထားပြီးတော့ကျွန်တော်တို့ဒီစာပေနဲ့ယဉ်ကျေးမှုတင်ကြတာစားထားတဲ့အကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ကြီးစုများတင်ပါတယ်